င်္ဂလာပါရှင်မမတို့ညီမလေးခုပြောက်ပြီးမှလေဒီတော့မှရောက်တဲ့စပင်နဲ့ခရော်ဂျိုးမမတို့ဒီမှာသူကဒီဇိုင်းတစ်မျိုးဒီကလေဒီရဲ့ဂျိုးကကြတော့လေကိုမောင်ထိုင်းဂျိုးလို့လည်းခေါ်တယ်စပင်နဲ့ပဲဒီမှာဒီမျိုးအရန်လာတွေမောင်ဒီမှာပြထားတယ်မကြည့်လိုက်ကာလာဆုံးဒီကကြောက်ဆိုင်ကတော့ပူထွားတာပေါ့နော်ကြောက်ကချင်းပူထွားတာထည့်ထားပြီးဒီလိုတစ်ဆက်စာဒါလည်းတစ်ဆက်စာပဲမောင်တစ်ဆက်စာပဲနော်ဒီမှာသူကကြတော့လေဒီမှာငကက်ကလေငကက်ကတော့တူတူပဲမောင်ကျိုးပဲခေါ်သွားမယ်ဒီမှာငကက်သူကကြဒီတစ်ခါကကြဟန်းစိမ့်နဲ့ကိုမောင်ဒီမှာဟန်းစိမ့်နဲ့ဟန်စိန်ရဲ့ဒီလိုလက်စွပ်ရဲ့လက်စွပ်ကလည်းအဝိုင်းခမောက်ပုံလက်စွပ်နဲ့တော့တစ်ဆက်စာမဟုတ်နော်ဒီတစ်ဆက်စာလေးကိုညီမလေးရောင်းပေးမယ်စီက4သိန်းခွဲပဲရောင်းပေးမယ်မတော်နော်ဒါလေးကြိုက်နေဆိုရင်ညီမလေးလေးဘာဖုန်းနံပါတ်25365658မှာဆက်သွယ်မောက်လို့ရပါတယ်မတော်နော်ဂရောဂျိုးဟိုမှာဒီလိုဂရောဂျိုးကိုလေလူကြီးမဝတ်ရတယ်လို့မပြောလူငယ်ဝတ်လဲလှတယ်ကြည့်အရန်ကိုမိမိုက်နာဂေါ်နေအောင်ဝတ်လို့လှသလားကိုမမင်းနဲ့လူကြီးမဝတ်ရလူကြီးဝတ်မလှတယ်လို့မပြောနဲ့နော်လူကြီးပဲဝတ်လူငယ်ပဲဝတ်ရတနာဆိုဘလို့ပဲနေရတနာဆိုထိုင်းမရဖြစ်တယ်ဘလို့လူပဲနေဝတ်ချင်ကိုလှနေဂရောဂျိုးဒီမှာဒီလိုလေးဒီဒီဇိုင်းကတော်တော်မိုက်တာဒီစားဆိုလူကြီးရောလူငယ်နှစ်မျိုးဝတ်လို့ရတဲ့အထင်မှာပါနော်ဒီဒီဇိုင်းကလေးမတို့ဒါလေးကြိုက်တယ်ဆိုညီမလေးရဲ့ဖိုင်ပါမှာဆက်တက်လာပြီနော်မမတို့ရေ